Hello ဆိုတော့ဟုတ်ပြီဒီနေ့ကတော့ today to do ဘာမှတော့ပြောကြမရှိဘူးဒီမှာစာလုပ်နေတာကျွန်တော်စာလုပ်နေတယ်ပြီးသွားရင်အရှိမခုနကတော့ကျွန်တော်လေ့ကျင့်ခန်းလုပ်နေတာညဘက်ကြီးပေါ့နော်ညနေတော့လေ့ကျင့်ခန်းမလုပ်ထားလို့ကျွန်တော်လုပ်ချင်စိတ်ပေါက်တယ်နဲ့ထားလုပ်နေတာပြီးတော့နောက်တစ်ခုပြောချင်တာကအဲ့ကနော်update တစ်ခုပေါ့ update တစ်ခုကျွန်တော်လုပ်ချင်တာပါလဲဆိုတော့ဒီနေ့ကနေစပြီးတော့ဒီနေ့29ရက်နေ့29ရက်နေ့ကနေစပြီးတော့ကျွန်တော်the whole Burma 1ရဖို့ဆိုတာကကံဉဏ်ဝရိယအသုံးမျိုးစလုံးလိုတယ်ဉာဏ်နဲ့ဝရိယကစိုက်လို့ရတယ်ကိုစိုက်နိုင်ရင်ကိုပြောထားတဲ့ဟာကိုလုပ်မယ်ဆိုရင်ဒါဉာဏ်နဲ့ဝရိယကတူလောက်ပဲပေါ့နော်ဒီထက်လည်းကျွန်တော်ထပ်လုပ်လို့မရတော့ကျွန်တော်လုပ်နိုင်တဲ့ဟာကိုကျွန်တော်အကုန်လုပ်ပြီးပါပြီဆိုရင်ဉာဏ်နဲ့ဝရိယရဲ့ဟာကကိဆုံးသွားပြီအားလဲဆိုတော့ဗျာဘယ်လိုကမှန်တယ်တခြားတော့ကျောင်းတွေမှာထားပါတော့ဒီမှာထဘိုး1006တို့ဘိုး1005တို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးကျောင်းအကြီးတွေမှာဒီအချိန်လောက်ထဲကသူတို့မှာက11စာကိုဘီယူမပြူတော့ဘဲနဲ့တွဲစာမှာဘယ်နှခန်းလောက်ပြတ်နေတယ်ဘာခန်းလောက်ပြတ်နေတယ်ဆိုတာရှိလိမ့်မယ် but I always think like you can't say like thatဘသူကကြိုလုတ်ထားပါလို့ကြိုလုတ်ထားလို့ဘယ်လောက်ကြီးတာရတယ်ဆိုတာ you cannot really say like that because like ကျွန်တော်နဲ့အတိ the whole Burma 4အကိုကြီးတယောက်ရှိတယ်ဒါမနစ်ကပေါ့နော်မနစ်ကရတဲ့အကိုကြီးဒါသူဆိုရင်ပွင့်နေမှပြောတယ်3လပိုင်းမှာသူစတာသူဆိုရင်လေတောင်မလားလေရပြပုံမှန်ပဲရှိဆိုတော့ like basically that's me right ဆိုတော့ပြောချင်တာကကျွန်တော်ဒီဉာဏ်ဝရိယကိုအကိုလောက်စိုက်နိုင်မယ်အစဉ်ပြေကိုအကိုထက်တောင်ပိုစိုက်နိုင်မယ် because likeဒီတစ်ခေါက်ဆိုရင်ဗျာအကိုစီကနေကျွန်တော်နီးနာတွေပါရရင်like လောက်ကြတဲ့ဟာတွေဘာတွေညာတွေဆိုတော့ကျွန်တော်သူ့ထပ်ပိုတာနိုင်တယ် right ဆိုတော့ဉာဏ်ဝရိယအပိုင်းကကျွန်တော်စိုက်လို့ရတယ်ကျွန်တော်နဲ့ပဲဆိုင်တယ် but like ကန်ဆိုတာကြတော့ကျွန်တော်နဲ့မှန်တယ်ကျွန်တော်နဲ့အဆိုင်ဆုံးပဲတို့တော့ကန်ဆိုတာနှစ်ခုရှိတာကိုရှေးကပြုခဲ့ဖို့တဲ့ကန်ကလည်းပါမယ်အခုကန်ကလည်းညင့်နေတဲ့တဲမှာပါမယ်ဆိုတော့ရှေးကကန်ကတော့ like I think I'm not that bad အဲ့လောက်ကြီးဆိုးတယ်မထင်ဘူးကန်ရင်ဆိုးတယ်တယ်မပါဘူးရှေးကပေါ့နော်ပုတ်ဝိဇာကတပုံညာတာဟိုရှေးကပြုတ်ခဲ့ဘူးတယ်ကျွန်တော်အရင်ဘောကပြုတ်ခဲ့ဘူးတယ်ပေါ့နော်ဒါဗုဒ္ဓဘာသာရပြောတာပါပြုတ်ခဲ့ဘူးတဲ့ကန်ကတော့ကျွန်တော်မှမနှဲလောက်ဘူးအစွမ်းစားရှိတယ်တကယ်လုံးရင်တကယ်ရလောက်တဲ့အစွမ်းစားရှိလောက်တယ်တို့တော့အခုလောလောဆယ်မှာကန်ကကောင်းနိုင်တာလည်းရှိတယ်မကောင်းနိုင်တာလည်းရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တာပါလဲရှင်းရှင်းလေးပဲရှေးရွေးမဟုတ်ဘူးကျွန်တော်ကိုယ့်ရဲ့ကန်ကိုမြင်အောင်ပြီးသွားတဲ့ခါကျရင်တကယ်လေးလုပ်ချင်လို့ပါ actually ဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်မေတ္တာတုတ်ရွတ်တာကိုအဋိဌာန်နဲ့ရွတ်ပါမယ်တနည်းကို9ခေါက်ရွတ်ပါမယ် it's very little ကျွန်တော်28ခေါက်ထီကိုတနည်းကိုကတော့28ခေါက်ထီကိုအဲ့လိုမျိုး like 18ခေါက်ကျော်28ခေါက်ရ28ခေါက်ကိုကျွန်တော်ဘာလို့မလဲဇက်တိုက်ယူဘူးတယ်တဲ့မှာအဲ့လို9ရက်ကနေ9ခေါက်ကနေ18ခေါက်စသဖြင့်ပေါ့နော်အဲ့ဒါကိုကျွန်တော်ယူဘူးတယ်အဲ့ဒါကိုအဋိဌာန်ဝင်ဘူးတယ်ပေါ့နော်ဒီခေါက်လည်းအဋိဌာန်ပြန်ဝင်နေတယ်ဘာကြောင့်လဲဆိုရင်ပြောဖို့ကောင်းတယ်ဗျပြောဖို့ကောင်းတယ်ပြီးရတဲ့အခါကျတော့ဒီမေတ္တာတုတ်ကအရန်ကိုအတိတ်ပဲတည်ရင်ငြိမ်းချမ်းတယ်ဗျ so like I'm saying like whatever ကျွန်တော်မှာဆုံးရှုံးစရာမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ကနေစပြီးတော့မေတ္တာတုတ်ကို9ခေါက်စီရွတ်ပါမယ်အဲ့ဒါကိုရက်69ရက်ကိုကျွန်တော်ပူဇော်ပါမယ်ရက်69ရက်ပြည့်သွားတဲ့အခါဆိုရင်တော့ကျွန်တော်ဆက်လုပ်နိုင်တယ် okay ကျွန်တော်ပို့ပြီးတော့ကောင်းကျင်တယ်ပို့ပြီးတော့လည်းစင်ပြီးတယ်ဆိုရင်ကျွန်တော်တနေ့ကို18ခေါက်သွားပါမယ်ကျွန်တော်ထင်တာကတော့18လောက်အထိပဲသွားမယ်ထင်တယ်18ခေါက်လောက်မှကျွန်တော်နားမယ်ထင်တယ်ဆိုတော့ပြောချင်တာဘယ်လိုလဲဆိုရင် okay 9ရက်ကိုတရက်မှမပြတ်ဘဲနဲ့တရက်မှမပြတ်ဘဲနဲ့ဒီ9ခေါက်ပေါ့နော်မေတ္တာတုတ်အချိန်9ခေါက်ကိုတရက်မှမပြတ်ဘဲနဲ့ရက်ပေါင်း69ရက်ကျွန်တော်ပူဇော်မယ်ဒီလိုပူဇော်တဲ့နေရာမှာကျွန်တော်အဋိဌာန်အနေနဲ့ဆူတောင်းတဲ့အနေနဲ့တစ်ခုပဲဆူတောင်းမယ်the whole Burma 1ဆိုတဲ့ဟာပဲကျွန်တော်ဆူတောင်းမယ်ပေါ့နော်ဆိုတော့I hope it helps ရတဲ့ဟာနဲ့တော့ကျွန်တော်ယူထားရမှာပဲကန်အားရဟာလည်းယူထားရမှာပဲဉာဏ်အားရဝရိယအားလည်းကျွန်တော်နဲ့ဆိုင်တယ်ဆိုတော့ဒါဖះကိုအားကိုးတာတော့မဟုတ်ဘူးဒါပေမဲ့ like ဘုန်းနေမြဖះရှိတော့မရှိတော့ဖះ brain နေပြန်တော့ဆန်ပြီးပါတယ်ဒါပေမဲ့မေတ္တာတုတ်ဆိုတာအစွမ်းရှိတာဒါယုံကြည်လက်ခံလို့ရတယ်ဒါပြီးတော့ like I think it's gonna be good right
မေတ္တာတော့ဟိုလိုဒီတာမှာဘလို့ရွတ်နေလို့အစွမ်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမေတ္တာတုတ်ကိုရွတ်တဲ့အခါမှာစိတ်အေးချမ်းငြိမ်းချမ်းတော့တဲ့အကြောင်းကုသိုလ်ဖြစ်တာတော့သိကြတယ်ကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်ကောင်းမှုတရားတွေဖြစ်တဲ့အတွက်ကြောင့်ကံပိုကောင်းလာနိုင်တယ်ပို့ပြီးတော့စစအရာအစီအမီချုံးဝင်လာတယ်ဆိုလည်းဖြစ်နိုင်တယ် or just like scientifically logic နဲ့ပဲစဉ်းစားကျွန်တော်မေတ္တာတုတ်ရွတ်တဲ့အခါကျရင်ကိုယ်စိတ်ကမေတ္တာစိတ်တွေပိုများလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုလူတွေပိုခင်မင်လာမယ်ခင်မင်တဲ့အတွက်ကြောင့်ဆရာမတွေကျွန်တော်စာပိုတင်ပေးလိုက်မယ်ကျွန်တော်စိတ်အေးငြမ်းနေစိတ်အေးငြိမ်းနေစိတ်တည်ငြိမ်တဲ့အတွက်ကြောင့်ကျွန်တော်စာကြက်တဲ့အခါမှာပို့ပြီးတော့ focus ကောင်းလိမ့်မယ်ပြီးတော့တဲ့အခါကျရင် like what ကျွန်တော်ရုပ်ကလေးကမေတ္တာတုတ်ရွတ်ထားလို့agent နေတယ်ပေါ့နော် agent နေတဲ့အတွက်ကြောင့်ထားပါတော့ကျွန်တော်ကိုဒီတဟိုဘမှာဝမ်းရဖို့အတွက်အဆဆရရတခြားသောလူတွေကအစကူညီလာနိုင်တယ်အဓိကကဒါမေတ္တာတုတ်ရဲ့အစွမ်းနေနေကြကွာစိတ်ကြီးမမြင်ရတဲ့ဟာတွေဖယ်ထောင်း logic ကြပဲတွေ့အောင်ကျွန်တော်စိတ်ကလေးကဖြူစင်လာတဲ့အတွက်ကြောင့်ကျွန်တော်ရုပ်ကလေးကလည်း like ပိုကြည့်လို့ကောင်းလာဗျာကြည့်လို့ကောင်းတဲ့အတွက်ကြောင့်လူတွေပိုကူညီတယ် and like that's logically I could get it ဆိုတော့ဒါကြောင့်ကျွန်တော်စပြီးရပါပြီဒါတော့ရှေ့ရှေ့လေးရနဲ့ကျွန်တော်မေတ္တာတုတ်ဒိဋ္ဌံဝင်နေဆိုတဲ့ဟာယူလာပြောတာပါ yeah ဆို69ရက်ဒီ29ရက်နေ့ဆိုတော့နောက်ထပ်3လလောက်ဆိုရင်တော့ပြည့်မယ်ထင်တယ်ဆိုတော့ရတေချာတော့မသိဘူးเนาะတေချာတော့မတွက်ရသေးဘူးနောက်တလား2လလောက်နေမှပဲပြန်တွက်ပါတော့မယ် so yeah that's it the whole Burma 1ကတော့ခုလောဆယ်တော့ like မနေ့ကတော့ကျွန်တော်grade 12စာအုပ်တွေဝယ်လာတယ်ဖတ်တော့ဖတ်ကြည့်နေပြီဒါပေမဲ့အခုလောလောဆယ်က grade 11နောက်ဆုံးစာမေးပွဲဖြစ်တဲ့အတွက်စာမေးပွဲကိုကျွန်တော်ကြိုးလုံးနေပါတယ်ဆိုတော့ပြောကြရင်းနဲ့ညီကုန်းချော်ရပါတယ်ခင်ဗျာ that's it bye bye ကျေးဇူးတင်ပါတယ်